အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရာအားလုံးကိုသိရအာကာနဲ့ပျောက်ဆုံးနေတော့ပိဟီတီဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟိုးရှိရှိတော့ငါမဟုတ်ပါဘူးမကြသေးခင်ကပါရက်ွက်တစ်ခုမှာအာကာလို့ခေါ်တဲ့အလွန်ထူးခြားတဲ့ကောင်းလေးတစ်ယောက်ရှိခဲ့ပါတယ်သူဟာအသက်9နှစ်ပဲရှိသေးပေမဲ့လူကြီးတွေတောင်မသိတဲ့အရာတွေကိုသိပါတယ်ကမ္ဘာပေါ်မှာရှိတဲ့မြို့တော်တွေရဲ့နာမည်ကိုအလွတ်ရွတ်နိုင်တယ်လို့ကောင်းကင်ကကျဲတွေဘလောက်ဝေးလဲဆိုတာကိုလည်းပေတံနဲ့တိုင်းတယ်လို့တွက်ပြနိုင်ပါတယ်အိမ်ကရေခဲတက်တာတို့ဆက်ရုပ်တို့ပြက်ရင်လည်းအာကာကပဲပြင်ပေးတာပါဒါကြောင့်လူတိုင်းကလည်းသူကိုကဘာပေါ်မှာအသိဉာဏ်ရှိဆုံးကလေးလို့ရှိကျူးကြတာပေါ့အာကာကလည်းငါမသိတာဘာမှမရှိဘူးလို့ယုံကြည်ပြီးနည်းနည်းတော့ဘဝင်မြင့်နေတာပေါ့တနေ့မှာတော့ကျောင်းကအာကစားကွင်းထဲမှာအာကာရဲ့တငယ်ရှင်မိုးမိုးရှိလျှော်လဲပြီးခြိုက်ကြီးတငင်ကိုနေတာကိုတွေ့လိုက်ရပါတယ်အာကာကတော့ထုံးစံအတိုင်းပဲသူ့ရဲ့သိပ္ပံနိကြောင့်အုံနောက်နဲ့တွက်ချက်ပြီးမိုးမိုးအနာကိုတွားလိုက်ပါတယ်မိုးမိုးမငုံနဲ့တော့လေနေ့ရက်အချိန်နဲ့ကပဆွဲရပေါင်းဆက်သွားလို့ဒူးကောင်းကမြေကြီးနဲ့ငါးလက်မလောက်ပုတ်တိုက်သွားတာပါအရေးပြားပွန်းသွားတာကလည်း 0.5 cm ပဲရှိတာပါဒီလောက်လေးကတော့နာစရာအကြောင်းမရှိဘူးလို့အာကာကတည်တည်ငြိမ်ငြိမ်နဲ့ပြောသွားပါတယ်ဒါပေမဲ့ထူးဆန်းတာကမိုးမိုးကအာကာရဲ့ရှင်းပြချက်ကိုနားထောင်ပြီးပို့လို့တောင်အုံငိုလိုက်ပါသေးတယ်အာကာဟာအရန်ကြောင်သွားပြီးငါကအမှန်တရားကိုရှင်းပြတာပဲသူကဘာလို့ပုံငိုတာလဲဆိုတာကိုဘလို့မှတွက်ချက်လို့မရနိုင်တော့ပါဘူးအဲ့ဒါနဲ့အာကာဟာစိတ်ညစ်ညစ်နဲ့ပန်းရှန်တွေကခုံတန်းလေးမှာထိုင်နေတဲ့အဖိုးအိုတယောက်စီကိုတွားမိပါတယ်အဖိုးကျွန်တော်ကစာအုပ်တွေအားလုံးထဲကအရာအားလုံးကိုလည်းသိတာပဲဒါပေမဲ့မူမူကဘာလို့ငိုလဲဆိုတာကိုကျွန်တော်ဘာလို့နားမလဲတာလဲအဖိုးကအာကာရဲ့ခေါင်းလေးကိုပုတ်ပြီးပြုံးပြလိုက်ပါတယ်ညီလေးဒီကဘာမှာအုံနောက်နဲ့သိရမယ့်အသည့်တွေရှိသလိုနှလုံးသားနဲ့ခံစားရမယ့်အသည့်ပညာတွေလည်းရှိတယ်လေညီကအဆက်အလက်တွေကိုပဲသိသေးတာလူတွေရဲ့နာကျင်မှုကိုကိုယ့်အသွေးသားတွေကနာတယ်လို့ခံစားပေးတတ်တဲ့စာနာမှုဆိုတာကိုတော့ညီလေးမိနေခဲ့တယ်လေလို့သင်ပေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့အာကာဟာမိုးမိုးစီကိုပြန်သွားပါတယ်ဒီတစ်ခါတော့စာအုပ်ထဲကလို့စကားတွေကိုမပြောတော့ပါဘူးမိုးမိုးရဲ့လက်ကလေးကိုဖွားဖွားလေးကိုင်းပြီးမျက်လုံးရှင်းဆုံးကပြောလိုက်ပါတယ်မိုးမိုးအရန်နာနေမှာပေါ့နော်ငါအရန်စိတ်မကောင်းပါဘူးငါပါကူညီပေးရမလဲလို့ပြောလိုက်ပါတယ်အံ့ဩစရာပဲမိုးမိုးကရှက်ရှင်းဆိုတယ်လို့ငိုတာကိုရက်ပြီးအာကာကိုပြုံးပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာကာဟာသူ့ဘဝရဲ့အရေးအကြီးဆုံးသင်ခန်းစာကိုတည်သွားပါတော့တယ်ကဲကလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲအာကာဟာစာအုပ်တွေအများကြီးဖတ်ဖို့တလို့အသိဉာဏ်ရှိတာထက်တငယ်ချင်းရဲ့ခန်းစားချက်ကိုနားလည်ပေးနိုင်တဲ့အချိန်မှတကယ်ပညာရှင်တဦးဖြစ်သွားတာပါကဘာပေါ်မှာအသိဉာဏ်ရှိဆုံးလူဆိုတာစာမိုးပြောမှာအမှတ်အများဆုံးရတဲ့လူကိုဆိုလိုတာမဟုတ်ပါဘူးတခြားလူတွေဝမ်းနည်းနေတဲ့အခါနာကျင်နေတဲ့အခါသူတို့ဘေးမှာနှွေးနှွေးထွေးထွေးရှိနေပေးတဲ့သူကိုဒါဆိုလိုတာပါဒီပုံမြင်လေးကိုကြိုက်တယ်ဆိုရင်လိုက်လို့ဖို့နဲ့ကလေးတို့ရောအာကာလိုမျိုးတငယ်ချင်းကိုစာနာပေးလားဆိုတာကို comment မှာပြောပြပေးခဲ့ပါအောင်နော်နောက်ထပ်ပုံမြင်ကောင်းလေးတွေနားထောင်ဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးပဲကိုရှင်းစာတရားနဲ့ပြေဝတဲ့နေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်